6မယ် အဲ့ထွမ်းမွားတယ် ဒါပဲဟိုတွေ့တာတွေ့တာကဲလေ ကဲလို့အားလုံးပဲမင်္ဂလာပါအောင်ဆွမ်းဆက်ကွာဒီဆိုင်ကဲဒီနေ့စောကြော်သားကနေသွားတာဘာလာလို့တာလဲဆိုတော့ ဘာဒါလဲလူပြမြတ် ဒုံရောလာဖို့နေပြီဒီတော့ထည့်ပြီးတော့လာဖို့တယ်နော်မကျွန်တော်ငယ်ချင်းဒါတော့တကူတက်တွေ့တယ်ဗောနော်ပြပေးမယ်နော်ခုကြည့်ကဲဟိုတွေ့တာဒလောโอ้ကဲခုရမယ်ဒီက ဒီလူကို ကဲ မင်းမခူးနေဝိုင်းရင် အဲ့တကယ်ကြီးစမ်းတော့ဒီနေ့ဆေးလည်းမရှိတော့ဒါတော့အုတ်ခုံလေးနဲ့ဖုမယ်ပေါ့နော်တော့ကြီးရီကော จะถึงว่าเก็บไปเลยเดี๋ยวข้าวลูกโจมเอง 6မယ်စပြီဒီခါ ไอ้ထွမ်းมွားတယ် ဒါတော့ပြဖူးနေတာတော့ဆေးလေးဖောက်လို့ရပါသူကဟိုးမှာတော့ငယ်ချာတကယ်ဆရာကြီးပဲပြဖူးရတော့ဒေရဖူးလာတော့ โอ้ยขี้โอ้ย စာပြီโอ้ကြည့်တွေ့လားโอ้လေပဲသူဖူးလိုက်တာကြည့်ရမမကူလိုက်ခင် มาคุยแกบุกขายซะแกมาติดเลือดคอเนี่ยนะคอลุงแก ကြည့်ပြစီတော့ပေါ့Oh my god ဒီလိုတော့ထားလောက်ပါโอ้ยลาสุดกว่าลูกมีคุยเลย လူလေလောပါ นำมาคุยได้ปังข้าสิတော့ ပေါ့ကဲရ งั้นเดี๋ยวทีละลง ဆရာကြီးတယ်နောက်တစ်ခုဒီကွာနေသေးတယ်တော့ဟိုတခါတည်းနည်းနည်းသေးတယ်ကြောက်နေနေသေးတယ်ဟုတ် เกลี ဟိုတခုဒီတခုကနည်းနည်းသေးတယ်အရင်တခုကကြီးတောင်းတော့ကျဲ Oh my god ကဲရှာပြီ วะ ရပြီရှေ့ပဲကျဲခုတော့ဖူပြီးပေါ့နော်ဖူပြီးဆိုတော့ကြော်အဲ့ထွက်လာပြီကျဲ มีคุยด้วยว่ามาเล่นนี่เดี๋ยวเรียกโอเคนะ ပါမလေးနီရောကြော်တာဆက်ဘူး คุยตัวตีกันเนาะลูกไอ้มันจะกล้าอะไรเหรอมันนี่คืออย่าพลาดลูก ကြည့်Oh my god ပဲကျဲနေသေးတယ်ရှေ့ပဲဒီက Oh my god ပဲကဲအခုရောဖူပြီးပေါ့နော်ကျွန်တော်ပြန်မယ်ပြီးဒါတော့ကျွန်တော်ကြည့်လို့ဒါခဏလေးပဲပြီးကြားလို့ပဲပြန်မယ်ဘိုင်ဘိုင်